ကျွန်တော်အဖေစိတ်အေးထားနိုင်ဖို့အတွက်စိုးရိမ်ပူပန်မှုတက်တာစေတဲ့ဆေးပြားတွေဝယ်ပေးထားခဲ့ရတယ်ဘာလို့လဲဆိုတော့မကြသေးခင်ကမှသူဟာညဘက်ဆိုရင်ပြတင်းပေါက်လိုက်ကတွေကိုလိုက်စစ်တာတကားတွေကိုထက်ခါတလဲလဲတော့လိုက်ခတ်တာမျိုးတွေလုပ်နေလို့ပဲပြီးတော့တယောက်ကကျွန်တော်တို့ကိုလာဖမ်းတော့မယ်ဆိုပြီးတော့လဲခဏခဏပြောနေတတ်သေးတယ်သူစိတ်နောက်ပြီးအလွန်မင်းမကြောက်လန့်သွားအောင်လို့ဒီဆေးတွေကိုအစင်သစ်ဆောင်ထားတာပါဒါပေမဲ့တနေ့မှာတော့ကျွန်တော်အိတ်ခမ်းပြတင်းပေါက်ပွင့်နေတာကိုသူတွေ့သွားပြီးကျွန်တော်ကိုအော်ဟိတ်ငောင်ငန်းပါတော့တယ်မင်းကိုတော့ခတ်ထားပါလို့ငါဘယ်နှခါပြောရမလဲလို့အော်ရင်ပြတင်းပေါက်ကိုတစ်သားတုံးတွေနဲ့တန်ရက်ပစ်ပစ်လိုက်တယ်အဲ့ဒီနောက်အိမ်ထဲမှာတနက်တလက်နဲ့ဟိုဒီလျှောက်သွားနေတော့တာပဲဒါနဲ့ပဲသူစိတ်ငြိမ်သွားအောင်ဆိုပြီးသူတောက်မဲ့ဖြော်ရည်တဲကိုစိုးရင်ပူပန်မှုတက်တာစေတဲ့စေးတပြားကျွန်တော်ခိုးထည့်ပေးလိုက်တယ်ဒါပေမဲ့သူအဲ့ဒီဖြော်ရည်ကိုတငုံတောက်လိုက်တာနဲ့တက်ယောဂလိုမျိုးတုံးတက်သွားပါတော့တယ်ကျွန်တော်လည်းအယမ်းလန့်သွားပြီးချက်ချင်းပဲလူနာတင်ရင်လန်းခေါ်လိုက်ရတယ်2 မိနစ်လောက်ကြာမှလူနာတင်ရင်ရောက်လာပြီးပါဇက်ကအမြုပ်တွေထွက်မျက်နှာတစ်ခုလုံးပြာနှမ်းနေတဲ့ကျွန်တော်အဖေကိုကားပေါ်တင်လိုက်ကြတယ်ကျွန်တော်လည်းကားပေါ်အမြန်လိုက်တက်ခဲ့တာပေါ့ဒါပေမဲ့ကားထဲကိုဟိုဒီလျှောက်ကြည့်လိုက်တဲ့အခါကားနေရန်တွေမှာဘာတရားဝင်မှတ်သားမှမရှိတာကိုသတိထားမိသွားတယ်အဲ့ဒီနောက်ကားကလမ်းကွေ့တစ်ခုအရောက်ပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ကျွန်တော်တို့အိမ်ရှိမှာဒုတိယမြောက်လူနာတင်ရင်တစ်စီးထပ်ပြီးဆိုက်ရောက်လာတာကိုမြင်လိုက်ရတယ်အဲ့ဒီကားမှာတော့တရားဝင်အမှတ်သားတွေအပြည့်စုံနဲ့အကယ်၍အဲ့ဒီအိမ်ရှိကကားကမှတကယ်လူနာတင်ရင်အစ်စ်ဆိုရင်အခုကျွန်တော်တို့စီးလာတဲ့ကားကဘယ်သူတွေရဲ့ကားလဲ